Okay လီဗာပူး FC ကနေအားလုံးကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့စစ်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့1-1ဆိုတဲ့ရလဒ်နဲ့လီဗာပူးက Anfield မှာတည်ကြသွားတယ်ဗျတော့ Anfield မှာတည်ကြတော့ကျွန်တော်အနေနဲ့3ပွဲနိုင်1ပွဲရှုံး1ပွဲတည်ကြပါတော့နောက်ဆုံး5ပွဲမှာပေါ့နော် Okay လူမှုအခြေအနေကတော့ဟိုကအဆင်ပြေမနေဘူးဗျကိုအင်ကွင်းမှာကိုရှုံးလာဆိုတော့အဆင်ပြေမနေဘူးဗျgraphic back ကန်တာလည်းကောင်းတယ်အဓိကတိုင်းနေကြီးပါနော်အဓိကတိုင်းနေကြီးပါတိုင်းနေကြီးအနေနဲ့ဆုံးဖြတ်ချက်မှားတယ်ပေါ့နော်ဒီပါဦးကပွင့်ဖောင်ဆိုတဲ့ကစားသမားကပွင့်ဖောင်ဆိုတဲ့ကစားသမားကဟိုလက်ထိပါတယ်ချက်စီကစားသမားနောက်တန်းလက်ထိရပေါ့နော်လက်ထိပြီးတော့လုံးဝမပေးပါဘူးတိုင်းနေကြီးကလက်ကလုံးဟိုကတ်နေရတယ်မဟုတ်ဘူးဆန့်ပြီးလုံးသွားတာပဲrightနော်ဆရာကြီးနော်တိုင်းလူကြီးကရေပွဲမိုက်တော်တော်ရုပ်ပေါက်တယ်မင်းနော်သူများတာကိုပေးမိအန်ဆိုဖာနာတက်ကန်သွားတယ်လူမကြုံဘူးလားဆိုတော့ကြုံနေဒါပေမဲ့မပေးလိုက်တဲ့ကူဟုတ်ကျွန်တော်နောက်တစ်လုံးကကြောက်ကတီချုံးနဲ့ကပူနဲ့ခေါင်းတိုက်တာပေါ့နော်ကြုံလားဆိုတော့မကြုံဘူးဗျမကြုံတဲ့ကြားထဲကိုပေးလိုက်ရတာကျွန်တော်အဆင်ပြေမနေဘူးနိုင်နော်โอเคဘာပြောရမလဲတော်ကောင်းတဲ့ performance ဆိုတာလီဗာပူးရောချက်စီရောမတွေ့ရဘူးဗျဟုတ်ဒါမဲ့ချက်စီကတော့ပထမပိုင်းရောဒုတိယပိုင်းရောပြီးစော်တယ်ပြီးစော်ပြီးမှကျွန်တော်အန်ဆိုဖာနာတက်ရဲ့ free kick ကောင်းတယ်အန်ဆိုဖာနာတက်ပေါ့နော်လုံးဝကောင်းတဲ့ free kick နဲ့လူကိုရတယ်ပေါ့နော်free kick ဆိုတာလေလူ outside ကိုဝေ့သွားတာ outside ကိုမှတက်နိုင်သွားတာဗျာအောက်ကနေပြီးသွားတာကိုသမားရက်ကြည့်နေအလီဆန်ဆိုရင်ဖောင်းမှာနော်ဟုတ်ကိုသမားဘာမှလုပ်မနိုင်โอเคဒီပွဲမှာတော့ကျွန်တော်ကရလက်ကမကောင်းလီဗာပူးမှာလည်းဘလို့မှဆုံးဖြတ်ချက်တွေမှားတယ်ဗျကျွန်တော်ဆိုပိုတိုင်းဆိုကန်ချက်ကောင်းတယ်ဗျနှလုံးတော်ကန်ချက်ကောင်းတယ်အဲ့နှလုံးကိုသူကကျွန်တော်အဲ့ဟိုအောက်ဆိုင်လေးတိုင်ထိသွားတဲ့အလုံးကကျွန်တော်ဝင်သွားပြီးတင်တာအောက်ကနေဝင်သွားတင်တာကိုသမားလက်အောက်ချိုင်းအောက်ကနေထွက်သွားအဲ့အဆင်ပြေနေဘူးပေါ့နော်โอเคနော် ready နေသွားကြည့်အောင်သိလားကဲဒီမှာပဲကြည့်လိုက်တော့1-1နော် gravel back ကတော့ကောင်းတယ်ပေါ့ဗျာတဲ့လိုက်ပြီးပြောမကြည့်တယ်နော်အီဆက်ကလည်းဘာမှမလုပ်နိုင်နော်ဆရာကြီးတလားမျိုးပါဆိုတော်ကောင်းတဲ့ performance တွေတွေ့ရတယ်နော်ကပူလည်းမကောင်းစိုးစိုးတိုင်းကောင်းတယ် video ကတော့တလုံးဖန်တီးပေးထားတယ် okay gravel back ကတော့လုံးဝဝင်ထားတယ်ပေါ့နော်6မိနစ်မှတွေ့ပြီး35မိနစ်မှကူးပေးရတယ်ည1-1မှာဆရာကြီးတလားနော်ဒီတော့3ပွဲနိုင်1ပွဲရှုံး1ပွဲတည်ပေါ့နော်နော်မန်ယူနဲ့တော့မန်ယူဆရာကွာသွားပြီဆရာကြီးလားနော်ဒီ6ပွဲစတိုက်ရှုံးတဲ့ကောင်ကွာစင်ကြီးနေကောင်းမြင်ဖြစ်သွားတယ်โอเคအန်ကြီးလာဒီဘွဲဘယ်လိုပြောမလို့လီဗာပူးကမစုပ်ဘူးဗျလီဗာပူးမစုပ်ဘူးအခြေတန်းစုပ်တာပေါ့နော်တိုက်စစ်စုပ်တယ်ကပူစုပ်တယ်အီဆက်စုပ်တယ်ပေါ့နော်တော်တော်စုပ်တဲ့ပွဲပါပြောမှဆိုတော်တော်စုပ်တဲ့ပွဲပါတော်စုပ်တဲ့ပွဲကိုမှကျွန်တော်အဆင်မပြေဘူးဗျကျွန်တော်တို့အနေနဲ့ဒါမဲ့ချန်ပီယံလိတောင်မှဝင်ခွင့်အောင်မှတည်ကြမဲ့ပုံစံမရှိဘူးဗျ Brand Aston Villa နိုင်မှသာချန်ပီယံလိဝင်ခွင့်ကရမယ်ထင်တယ်
ကျွန်တော် Brentford တော့မှတေးကြရင်တော့မှ Champions League ကဟို Aston Villa ကိုနိုင်ပြီးတော့ Brentford ကိုတေးကြခဲ့မယ်ဆိုရင်လည်း Champions League ကဝင်ခွင့်အော်တိုရပြီပေါ့နော်ဒီနှစ်ကအဆင့်၄နဲ့ပဲရာသီသိမ်းမယ်လို့တော့ထင်ပါတယ်ဗျအဆင့်၄နဲ့ပဲရာသီသိမ်းမယ်ထင်တယ်ကျွန်တော်အနေနဲ့ကတော့ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့စာလာမပါဘူးကျွန်တော်တိုက်စစ်ကညံ့တာကကပူပဲညံ့တာမဟုတ်ဘူးအီဆက်ကောကပူကိုညံ့တာဆောကိုညံ့တာ sorry okay ကျွန်တော်ကဟိုအဓိက EKTK ကမပါနိုင်သေးဘူးစာလာကလေးမပါနိုင်သေးဘူးကိုသမားလေးအလီဆင်မပါသေးဘူးเนาะအရှိတန်းနေတော်တော်ညင်ဟိုအမ်ဘာပေကိုခေါ်ဖို့ကလည်းလာမရှိဘူးစာလာနေရမှာပြလာအမ်ဘာပေကိုခေါ်ဖို့နေရမရှိဘူးကျွန်တော်လီဗာပူးဆိုတာအရင်ကတော့အရင်နှစ်ကလောက်မကောင်းဘူးဗျာ2024-2025လောက်တော့မကောင်းအခုကတော့စုပ်ပြတ်တက်နေအတင်းဖြစ်နေဗျာအဲကြောင့်ဆွေးနွေးကြမအောင်အားလုံးမကျေးဇူးတင်ပါတယ်လာကြည့်ပြီးတူတာအားလုံးမကျေးဇူးတင်ပါတယ် watch long မလုပ်ပြတာကျွန်တော်ပထမကြော့ကျွန်တော်ပွဲကြို watch long မလုပ်ပြတာကမအားလို့ဖြစ်တယ်မအားလို့မလုပ်ပြတာပေါ့နော်အားလုံးပဲကျေးဇူးတင်ပါတယ်ဗျာဆွေးနွေးကြအောင်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ဗျာ